္ဂလာပါပြပြိုမေတို့ရေခစ်ပြပြိုမေ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တခါတလေဘာမှမသိပဲစိတ်ထဲမှာလေးလံနေတာအလိုလိုနေရင်ဒေါသထွက်တာဒါမှမဟုတ်စမွေးပွဲနီးလာလို့ရှင်တုံပန်းတုံဖြဲပြီးအိမ်မပြောတာမျိုးတွေပြပြိုမေတို့ဖြစ်ဘူးလားဒါတွေကိုစိတ်ဖြစ်စီမှု stress လို့ခေါ်ပါတယ်ဒီဘက်ခင်မှာမိကောင်ပေါက်ရွယ်ပြပြိုမေလေးတွေဟာချောင်းစာတဲ့မကပဲလူမှုရေးအဆင်မပြေမှုတွေကြောင့်ပါစိတ်ဖြစ်စီမှုကိုအများကြီးခံစားနေရတတ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့စိတ်ဖြစ်စီမှုတွေကြောင့်စိတ်တက်မကျသွားပဲစိတ်ကိုဘယ်လိုပြန်လည်လန်းဆန်းအောင်လုပ်မလဲဆိုတဲ့နည်းလမ်းတွေကိုခစ်ပြိုကပြပြပေးသွားမှာမို့အဆုံးထိကြည့်ပေးကြပါဦးနော်စိတ်ဖြစ်စီမှုကဘယ်ကနေလာတာလဲဆောင်းမွေးပွဲအမှတ်မကောင်းမှဆိုရင်လားစာတွေအများကြီးချက်နေရတာတငယ်ချင်းတွေနဲ့စကားများတာလူအများကြားမှာမျက်နှာငယ်ရတာအိမ်ကလူကြီးတွေရဲ့မျှော်လင့်ချက်တွေကအယမ်းများနေတာဒါတွေဟာပြပြမီတို့ရဲ့စိတ်ကိုပင်ပန်းစေတဲ့အဓိကအကြောင်းရင်းတွေပါပဲရှင်စိတ်ဖြစ်စီနေပြီဆိုတာကိုဘယ်လိုသိနိုင်မလဲရုပ်ပိုင်းဆိုင်ရာအားဖြင့်ဆိုရင်ခေါင်းကိုက်တာဘိုက်အောင်တာတကိုယ်လုံးညောင်းညနေတာစိတ်ပိုင်းဆိုင်ရာအားဖြင့်ဆိုရင်အာယုံစူးစိုက်လို့မရတာအသေးဖွဲ့လေးကအစစိတ်တူတာခဏခဏငိုချင်တာအပြုတ်မှုအားဖြင့်ဆိုရင်အစာအယမ်းစားတာဒါမှမဟုတ်အစာပြတ်တာလူတွေနဲ့မတွေ့ချင်ပဲအခန်းထဲမှာပဲအောင်းနေတာဒီလိုတွေဖြစ်နေရင်ပြပြမီတို့စိတ်အနားယူဖို့လိုအပ်နေပြီဆိုတာတတိပြုပါနော်စိတ်ကိုဘယ်လိုပြန်လဲထိန်းချုပ်မလဲအသက်ရှူလေးခြင်းခံစိတ်လှုပ်ရှားလာရင်မျက်စိမှိတ်ပြီးအသက်ကိုဖြည်းဖြည်းချင်းပြင်းပြင်းရှူသွင်းရှူထုတ်9ချိန်လောက်လုပ်ပေးပါနဲ့ဒိုင်ယာရေးပါစိတ်ထဲမှာရှိသမျှအရာတွေကိုစာအုပ်ထဲမှာချရေးလိုက်ပါဒါဟာစိတ်ထဲကအမိုက်တွေကိုတွန်ပစ်လိုက်တယ်လို့ပါပဲ3ဝါဒနာတစ်ခုခုလုပ်ပါ9မိနစ်ပဲဖြစ်ဖြစ်ကိုကြိုက်တဲ့တခြင်းနားထောင်တာကခုံတာဒါမှမဟုတ်ပကြီးဆွဲတာမျိုးလုပ်ပါ4တဘာဝနဲ့ထိတွေ့ပါအပြင်ထွက်ပြီးလမ်းလျှောက်တာတစ်ပင်လေးတွေကိုကြည့်တာကစိတ်ကိုအများကြီးအေးချမ်းစေပါတယ်5ဖုန်းခဏပိတ်ထားပါဆိုရှယ်မီဒီယာကသတင်းတွေသူများတွေရဲ့အောင်မြင်မှုတွေကိုကြည့်ပြီးစိတ်ဖြစ်စီနေမဲ့အစားဖုန်းကိုခဏချထားလိုက်ပါရှင်တယောက်ထက်ချိတ်ခံမနေပါနဲ့ကိုယုံကြည်ရတဲ့သူကိုရင်ဖွင့်လိုက်တာကစိတ်ဖြစ်စီမှုကိုတဝက်လောက်ရော့ကျသွားစေပါတယ်ခစ်ပြိုတို့လူကြီးတွေစီမှာအကြံဉာဏ်တောင်းတာကလည်းပြပြိုမီတို့အတွက်ထွက်ပေါက်တစ်ခုဖြစ်လာနိုင်ပါတယ်ရှင်ကဲပြပြိုမီတို့ရေစိတ်ဖြစ်စီမှုဆိုတာလူတိုင်းမှာရှိတတ်ပါတယ်ဒါကိုဘယ်လိုကြော်ဖြတ်မလဲဆိုတာကပိုပြီးအရေးကြီးတာပါဒီဗီဒီယိုလေးကပြပြိုမီတို့အတွက်ခွန်အားဖြစ်မယ်လို့မျှော်လင့်ပါတယ်ပြပြိုမီတို့ရောစိတ်ညစ်လာရင်ဘယ်လိုနည်းလမ်းတွေနဲ့ဖြေပြောင်းလေးရှိလဲ comment မှာပြောပြခဲ့လို့ရပါတယ်နော်ခေတ်ပြပြိုမေ channel လေးကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်ရှင်အားလုံးပဲစိတ်အေးချမ်းပျော်ရွှင်တဲ့နေ့ရက်လေးတွေပိုင်ဆိုင်ကြပါစေ။